အခုခင်ဗျားဘယ်လိုခံစားနေရလဲစိတ်တက်ကြနေလားလမ်းပြောင်းနေလားဘာလို့ရမှန်းမသိရဲ့အမောင်တိုက်ထဲရောက်နေသလိုခံစားနေရလားဒီနေရာကိုလာပြီးခင်ဗျားကိုအဆင်ပြေပါတယ်လို့ပြောမိသူကကျွန်တော်မဟုတ်ပါဘူးခင်ဗျားကိုမကြခင်ကောင်းသွားမှာပါလို့လိန်ညာမဲ့သူလဲကျွန်တော်မဟုတ်ပါဘူးကျွန်တော်ပြောချင်တာကခင်ဗျားရဲ့ခံစားချက်တွေဟာအမှန်တရားမဟုတ်ဘူးဆိုတာပဲခံစားချက်တွေဟာခင်ဗျားရဲ့စိတ်ကအခုချက်ချင်းရှောင်ရှားခြင်းလို့ဖန်တီးလိုက်တဲ့လက်စစ်တအားတွေသာဖြစ်ပါတယ်ခင်ဗျားလမ်းပြောင်းနေတာမဟုတ်ပါဘူးခင်ဗျားရဲ့စီးကပ်နဲ့လှုပ်ရှားမှုကိုရက်တန့်လို့ပါဒီတော့အဲ့ဒီစိတ်တက်ကြမှုကိုရက်လိုက်ပြီးအမှန်တရားကိုရင်ဆိုင်လိုက်ပါတော့အဆိုးဆုံးကိုဘယ်လိုအသုံးပြုမလဲခင်ဗျားအခုဘဝရဲ့အနှိမ့်ဆုံးအမှတ်0 point မှာရောက်နေတယ်လို့ခံစားရရင်ဒါဟာမဟာအခွင့်အရေးတစ်ခုပါပဲဘာလို့လဲဆိုတော့ဆုံးရှုံးစရာဘာမှမရှိတော့ဘူးဆိုတဲ့အသည့်ကခင်ဗျားကိုအကြီးမားဆုံးခွန်အားပေးလို့ပါခင်ဗျားအခုစတင်လှုပ်ဆောင်တဲ့ဘယ်ရမဆိုအရင်ကခင်ဗျားရှိခဲ့တဲ့နေရာထက်ပိုကောင်းတဲ့နေရာကိုရောက်သွားမှသိချပါတယ်စိတ်တက်ကြမှုဆိုတာအနားယူခွင့်လက်မှတ်မဟုတ်ဘူးဒါဟာခင်ဗျားရဲ့လမ်းကြောင်းမားနေပြီဆိုတဲ့အချက်ပေးခေါင်းလောင်းအလံဘဲပဲဖြစ်ပါတယ်ခင်ဗျားရဲ့အခြေအနေဘယ်လောက်ပဲစိုးနေပါစေအဲ့ဒါကိုလက်ခံလိုက်ပါခံစားချက်တွေကိုအဆုံးဖြတ်မပေးစီပဲအဲ့ဒါတွေကိုလှုပ်ရှားမှုအတွက်လောင်စာအဖြစ်ပြောင်းလဲလိုက်ပါဒီစိတ်တက်ကြမှုကြောင့်ငါပိုပြီးပြင်းထန်တဲ့အလုပ်ကိုလုပ်မယ်ဆိုပြီးကိုဂတိပေးလိုက်ပါလမ်းပြောက်ခြင်းကိုဘယ်လိုရက်တတ်မလဲခမ ्या လမ်းပြောက်နေတယ်လို့ထင်ရင်ဒါဟာခမ ्या ရဲ့စိတ်ကနောက်ဆုံးရလက်ကိုကြည့်နေလို့ပဲအဲ့ဒါကအမြဲတမ်းကြောက်စရာကောင်းတယ်ဒီတော့ဘာလုပ်ရမလဲ15မိနစ်စာပန်းနိုင်ကိုပဲအာယုံဆိုင်လိုက်ပါတနာကြီးစားလှုပ်စရာတွေမကြည့်ပါနဲ့15မိနစ်အတွင်းခမ ्या လှုပ်ဆောင်နိုင်တဲ့အသေးဆုံးအလုပ်ကိုရှာဖွေလိုက်ပါဥပမာရေတစ်ခွက်တောက်လိုက်တယ်အမိုက်ကိုအပြင်ထုတ်လိုက်မယ်ဒါမှမဟုတ်မနှက်ပြန်အတွက်စာမျက်နှာတစ်ချောင်းဖတ်ဖို့စာအုပ်ကိုဖွင့်လိုက်မယ်ဒါဟာစိတ်အားထက်သန်ဖို့မဟုတ်ပါဘူးဒါဟာအရှိန်အဟုန် momentum ပြန်ရဖို့ပဲခင်ဗျားဟာစပိန်ကိုတိုက်ရိုက်မစီးနိုင်သေးရင်တော့စပိန်ကိုတွန်းလဲနဲ့တွန်းသွားလိုက်ပါစီးကန်းဆိုတာစတင်လိုက်တာနဲ့ခံစားချက်တွေကနောက်ကနေလိုက်လာပါလိမ့်မယ်ခင်ဗျားရဲ့နေ့စဉ်အုတ်ခဲတစ်လုံးချင်းစီကိုတိတိကျကျပြန်ချလိုက်ပါခင်ဗျားရဲ့စစ်မြင်ပြင်ကိုတိဆောက်ပါစိတ်ထက်ကြခြင်းနဲ့လမ်းပြောက်ခြင်းကိုတိုက်ခိုက်ဖို့အတွက်ခင်ဗျားအတွင်းပိုင်းစစ်မြင်ပြင်တစ်ခုကိုတိဆောက်ရမယ်ဘတ်တစ်ကိုပိုင်9မိနစ်စီးမင်းကိုပြန်သုံးပါခင်ဗျားရဲ့အတွေးတွေလမ်းလွဲသွားတာနဲ့9မိနစ်ပဲလုပ်မယ်ဆိုတဲ့ဂတိကိုချက်ချင်းပြန်ပေးလိုက်ပါ9မိနစ်လောက်လှုပ်တာနဲ့ခင်ဗျားရဲ့အုံနောက်ကဆက်လုပ်ဖို့တွန်းအားပေးလာပါလိမ့်မယ်ဒါဟာအတွင်းပိုင်းတိုက်ပွဲကိုနိုင်ခြင်းပဲနှစ်ကြာရှုံးမှုကိုလက်မခံပါနဲ့ခင်ဗျားကြီးမားတဲ့ပန်းနိုင်တစ်ခုကိုရဖို့တစ်လအချိန်ယူမယ်ဆိုရင်တစ်လလုံးစိတ်အားထက်သန်နေဖို့မလိုပါဘူးလိုအပ်တာက2ရက်ဆက်တိုက်မပြတ်ကွက်ဖို့ပါပဲအဲ့ဒီစီးမင်းကိုလိုက်နာဖို့ပါပဲစိတ်တက်ကြတဲ့အခါတရက်နားလိုက်ပါဒါပေမဲ့နောက်နေ့မှာခမရဲ့ပုံမှန်လုပ်နေကြလုပ်ကိုလုပ်ရမယ့်အလုပ်တွေကိုပြန်ပြီးတော့ဆက်လုပ်မှရမယ်3ကိုဒုက္ခတဲ့အဖြစ်မတတ်မှတ်ပါနဲ့ခမဟာဘဝရဲ့ဒုက္ခတဲ့မဟုတ်ခမဟာတိုက်ပွဲဝင်နေသူတယောက်ပါဘဝကခက်ခဲတဲ့အခါခမပို့ပြီးပြင်းထန်လာဖို့လိုအပ်တယ်အခုခမခံစားနေရတဲ့နာကျင်မှုဟာအားနည်းချက်မဟုတ်ဘူးဒါဟာခမတကယ်အရေးပါတဲ့အရာတစ်ခုကိုလုပ်တော့မယ်ဆိုတဲ့လက္ခဏာပါပဲအခုပဲမျက်လုံးဖွင့်ကြည့်လိုက်ပါခမရဲ့အတွင်းထဲမှာအဲ့ဒီစွမ်းအားတွေအမြဲရှိနေတယ်ခမကိုစီးကမ်းမရှိလို့အားနေတယ်လို့ခမရဲ့စိတ်ကလိမ်ညာနေတာအခုအဲ့ဒီလိမ်ညာမှုကိုရက်လိုက်ပါအခုပဲထားလိုက်ပါမျက်နှာထားတက်လိုက်ပါအဲ့ဒီတင်းငယ်တဲ့15မိနစ်လှုပ်ဆောင်ချက်ကိုစတင်လိုက်ပါလှုပ်ဆောင်လိုက်ပါခံစားချက်တွေကနောက်ကနေလိုက်လာပါလိမ့်မယ်ခမရဲ့ဘဝကိုပြန်လဲတည်ဆောက်ဖို့အတွက်အသင့်တော်ဆုံးအခိုက်အတန့်ကအခုပါပဲဘယ်တော့မှနောက်ကျတယ်ဆိုတာမရှိပါဘူးသွားပြီးတော့ကိုယ့်ရဲ့ဘဝအတွက်ကိုချစ်ရတဲ့သူတွေအတွက်တိုက်ခိုက်လိုက်ပါဒီစကားတွေကခမကိုတခုခုခံစားရတယ်ဆိုရင် like လေးပေးခဲ့ပါဒီနေ့ခမပထမဆုံး9မိနစ်တိုက်ပွဲကဘာလုပ်မလဲဆိုတာ comment မှာရေးခဲ့ပေးပါခမရဲ့စီကန်းရှိတဲ့ဘဝကိုတိစောက်မယ်နီးလန်းတွေအတွက် channel လေးကိုလည်း subscribe လုပ်ပေးပြီးတော့လာမယ့်ဗီဒီယိုတွေကိုစောင့်ကြည့်ပေးပါအောင်နော်
ဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်။